ကဲဒီမရဲ့သပင်လေးကတော့အပေါ်ပိုင်းအရင်မှာတော့အရန်မာကျန်းတဲ့ဆန္ဒဖြစ်ပြီးရောပခုံးရအောက်မှာတော့လုံးဝထိလို့မရတဲ့6သွေးဆန္ဒလေးဖြစ်နေပြီဒီကျွန်တော်တို့ရေလျှော်ပြီးထွက်လာတော့တောင်မှပဲအောက်ဖျားကရေနဲ့တွေမျောဖြစ်တဲ့အနေအထားမျိုးဖြစ်နေပြီဖြစ်တော့လေတေးကြတဲ့ chemical လုံးဝထိလို့မရတော့ဖြစ်တဲ့ကျွန်တော်တို့ကစီးထည့်တဲ့နေရာမှာတော့ပညာသားပါသို့မဟုတ် style လေးကျွမ်းကျွမ်းကျင်ကျင်မျိုးရင်းနဲ့ထဲမှာရပါတယ်ပြီးရင်ကျွန်တော်တို့ကဆေးထည့်ပြီးသွားရင်တန်းရေလျှော်လိုက်တာမျိုးမဟုတ်ဘဲနဲ့ဒီလိုမျိုးလေး pH level ညှိပေးပါတယ်pH level ညှိတယ်ပဲပြောပြီးတော့ဘာတွေကောင်းကျိုးလဲဆိုတော့ pH level ညှိတဲ့သပင်ကလေရေရှည်မှာကြမ်းချင်းဖွာချင်းကြည်ချင်းမွားချင်းလုံးဝမဖြစ်ပါဘူးရှင်အဲ့ဒီတစင်ကိုကျွန်တော်ကတေးသေးချာချာခေါင်းနှမ်းကိုလုတ်ပေးပါတယ်เนาะဒါပေမဲ့မရိုက်ပေးပြတာပဲရှိတယ်ကျွန်တော်စီမှာဖြောင်းကောက်ဆိုးလုတ်တဲ့အမညီမတွေအကုန်လုံးကိုကျွန်တော်ဒီလို pH level လေးညှိပေးလေးရှိတယ်ထွက်လာတဲ့ရလက်ကတော့ပြဝဝကြီးဖြစ်နေရမျိုးမဟုတ်ဘဲနဲ့ pH level လည်းညှိထားတဲ့အတွက်ဆူပြောင်ပြောင်တုံလေးဖြစ်စေတယ်ပေါ့နော်။ဒါတော့ pH level ညှိရတဲ့အကျိုးကျေးဇူးကိုအခုကျုံလုံးလေးရှင်းပြလိုက်တာပါ။ခေါင်းတိုင်းကိုလုပ်ပေးဖြစ်ပါတယ်။မရိုက်ပေးဖြစ်တာပဲရှိပါတယ်နော်။